ဒီ grammar နှစ်ခုဟာကွဲသလိုလိုနဲ့ရောနေတယ်ဟုတ်နှစ်ခုလုံးကတော့ကျွန်တော် action verb နဲ့တွဲသုံးတာပဲဒါပေမဲ့ are eat တာကကာလတစ်ခုအတိတ်တစ်ခုကနေလုပ်ခဲ့တဲ့ action ကအခုအချိန်အခုကာလအထိဖြစ်နေတယ်ဆိုတဲ့အနေအထားကိုဖော်ပြတဲ့အခါမှာသုံးပြီးတော့ go eat တာကကြတော့ action တစ်ခုကိုအခုလက်ရှိ present မှာလုပ်နေစေလုပ်နေလျက်ရှိတဲ့အနေအထားကိုဆိုလိုတာဥပမာကျန်ထိုင်နေတယ်ကို anja isoyo နဲ့ပြောမယ်ဆိုရင်ဒီချက်အခုထိုင်နေတဲ့ပုံစံမျိုးခုနအတိတ်ကာလတည်းကထိုင်နေတာအခုထိုင်နေလျက်ရှိရဆိုတဲ့အနေအထားကိုဆိုလိုပြီးတော့ anko isoyo လို့သုံးမယ်ဆိုရင်ဒီချက်ကထိုင်တဲ့ action ကိုဖြည်းဖြည်းချင်းထရကနေဖြည်းဖြည်းချင်းထိုင်သွားတယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတဲ့အနေအထားကိုဆိုလိုတာနောက်တစ်ခုကျတော့စွန်းရောအစော်ရောလို့ပြောမယ်ဆိုရင်ဥမာနေရန်တစ်ခုခုမှာဒါမှမဟုတ်စာအုပ်တစ်ခုမှာခုနတဲ့ကနော်လွန်ခဲ့တဲ့အတိတ်ထဲကရေးထားပြီးသားစာအနေထားကိုဆိုလိုပြီးတော့စုဖို့အစော်ရောလို့ပြောမယ်ဆိုရင်ဒီချက်ကအခုဒီမှာရေးနေတယ်ဆိုတဲ့ action ကိုလုပ်တယ်ဆိုတဲ့ပုံစံမျိုးကိုဆိုလိုတာစွန်းနှချုံးရရောလို့သုံးလိုက်မယ်ဆိုရင်ကြတော့ဒီရေးနေတဲ့ action ကိုလုပ်နေတဲ့ကာလအချိန်အတော်အတွင်းလေးကိုဆိုလိုတာဒီ grammar နှစ်ခုကိုတေချာလေးကွဲသွားစေမယ်ဥမာစာကြောင်းလေးတွေနဲ့ကြည့်ကြည့်အောင်ဒီစာကြောင်းနှစ်ကြောင်းမှာဂူရီမီပြောကဲခေါ်လျော့အီစော်ရောလို့ပြောမယ်ဆိုရင်ဒီပကြီးကားကလွန်ခဲ့တဲ့ကာလတစ်ခုအတိတ်ကာလတစ်ခုတွေကချိတ်ထားတာအခုလည်းနေရန်မှာချိတ်နေလျက်ရှိရဲဆိုတဲ့အနေအထားကိုဆိုလိုပြီးတော့ဂူရီမီပြောကဲခေါ်ကိုအီစော်ရောလို့ပြောမယ်ဆိုရင်အဲ့ပကြီးကားကိုအခုနေရန်မှာချိတ်နေတယ်ဆိုတဲ့ပုံစံမျိုးချိတ်နေတယ်ဆိုတဲ့ action ကိုလုပ်နေတော့ဆိုတဲ့အနေအထားကိုဆိုလိုတာဖြစ်တယ်ဒီ grammar နှစ်ခုကိုလေလုံးဝကွဲသွားအောင်လို့လွယ်လွယ်ကူကူမှတ်မယ်ဆိုလို့ရှိရင်ကျတော့ are eat တာကဖြီတုံးလို့ခေါ်တဲ့ပြုလုပ်ခံရတဲ့ passive verb တွေနဲ့တွဲသုံးပြီးတော့go eat ဆိုရကြတော့အခုလှုပ်ရှားမှုပြနေတဲ့ action အခုကာလမှာလုပ်နေတယ်ဆိုတဲ့ action verb တွေနဲ့တွဲသုံးတယ်နောက်တစ်ခုမှတ်ထားလို့ရတာကကျတော့ are eat ဆိုရ grammar လေးကအရှိရ noun ရဲ့နောက်မှာသုံးတဲ့ we verb က ega နဲ့တွဲသုံးတာဖြစ်ပြီးတော့ go eat ဆိုရ grammar ကြတော့ noun ရဲ့နောက်မှာသုံးတဲ့ we verb က udo နဲ့သုံးတယ်ဒီလိုမှတ်ထားလဲရတယ်တော့ဒီမှာတတိထားရမယ်ကျွန်တော် verb တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ would တယ်ဆိုရယ် eat တာဆိုရယ် verb ဒီချက်ကဥမာ would ထားတယ်လို့ပြောချင်လို့ရှိရင်ဒီချက်ခုနရှင်းပြသွားသလိုလေဒီအင်ဂျီကခုနကာလအတိတ်ကာလတွေက would ထားတာအခုလက်ရှိ would နေတယ်ဆိုတဲ့ပုံစံမျိုးပဲ e boy ဆိုရောနဲ့သုံးလို့မရအောင်လားဆိုရင်မရပါဘူးချွင်းချက်အနေနဲ့ကျွန်တော် eat တာဆိုရယ် verb ကဥမာ would ထားတယ်အဲ့လိုပြောချင်ရင် e go ဆိုရောနဲ့ပဲသုံးရတယ်ဒီ grammar လေးနဲ့ပတ်သက်ပြီးတော့မရှင်းတာမျိုးထပ်သိချင်တာမျိုးရှိလို့ရှိရင်ကျဲ comment ဒါမှမဟုတ် CV မှာလာပြီးတော့မေးလို့ရပါတယ်เนาะရှိကနေရှော့တော့감사합니다